ဖိလစ်ပိုင်ရုပ်ရှင်သုံးသက်ချက်မှာကြိုဆိုပါတယ်။အခုအသက်3နှစ်ရှင်အကြောင်းကိုပြောပြပေးသွားမှာပါ။ဇလန်အစမှာတင်ပယန်းပတာအခြေအနေတစ်ခုကိုရုပ်ရှင်ကပြသထားပါတယ်။ဒိုင်လူမျိုးစုကစစ်တီတော်ထောင်မောင်းများစွာဟာစောင်းမင်းဆက်နယ်မြေကိုတပြိုင်နက်တည်းကျူးကျော်ဝင်ရောက်လာကြပြီးသူတို့ကိုအဟန့်အတားဖြစ်စေမယ့်အရာအားလုံးကိုချီမုံပစ်ဖို့အစဉ်သင့်ထင်နေကြပါတယ်။သူတို့လမ်းကြောင်းပေါ်မှာရှိနေတဲ့မြို့ကတော့ရီချန်မြို့ဖြစ်ပြီးအဲ့ဒီမြို့ရဲ့ခုခံစစ်ကိုစစ်မှုထမ်းဟောင်းတပ်မူးလင်းရှုအန်ကဦးဆောင်နေပါတယ်။အတွေ့အကြုံရှိတဲ့စစ်သားတွေတောင်ရန်သူရဲ့အင်အားနဲ့အရေးအတွေ့ကိုမြင်လိုက်ရတဲ့အခါတဖြည်းဖြည်းကြောက်ရွံ့လာကြပါတယ်။အဲ့ဒီမှာပဲတိုက်ခိုက်မှုစတင်ပါတော့တယ်။ဒိုင်တပ်ဖွဲ့ဝင်တွေဟာမြို့ရဲ့ခုခံစစ်ကိုချိုးခတ်ဖို့လေထီးတပ်သားတွေကိုတောင်အသုံးပြုပြီးအရှင်အဟုန်ပြင်းပြင်းနဲ့ထိုးစစ်ဆင်လာကြပါတယ်။ကောင်းကင်ရန်ကနေမြားထောင်ပေါင်းများစွာမိုးရတယ်လို့ကြားလာပါတယ်။မြို့ကိုကာကွယ်သူတွေဟာအစွမ်းကုန်ပြန်လည်ခုခံကြပေမဲ့ရန်သူအင်အားကိုတော့မရှင်နိုင်ကြပါဘူး။မကြခင်မှာပဲမြို့တကားပွင့်သွားပြီးဒိုင်ဘရင်ဟာတမြို့လုံးကိုသိမ်းပိုက်ဖို့သူ့ရဲ့စစ်တပ်ကိုဆက်လက်စီလွှတ်လိုက်ပါတယ်။ရီချန်မြို့ထဲမှာတော့စစ်သားတွေနဲ့အရက်သားတွေဟာအရှုံးမပေးဘဲပူးပေါင်းခုခံနေကြပါတယ်။သူတို့ဟာအားလုံးမျောလင့်ထားတာထက်ပိုကြခုခံနိုင်ခဲ့ပေမဲ့ဖိအားကတော့တဖြည်းဖြည်းကြီးမားလာပါတယ်။မျောလင့်ချက်တွေကုံဆုံးလူနီးပါးဖြစ်နေချိန်မှာမိုးနေတဲ့လူနေတယောက်ရုတ်တရက်ပေါ်လာပြီးတိုက်ပွဲရဲ့အလားအလာကိုပြောင်းလဲဖြစ်လိုက်ပါတယ်။မြန်စာနဲ့လှက်ရှားမှုအနှင်းငယ်နဲ့တင်သူဟာရန်သူတစုလုံးကိုဘာမှမဟုတ်တယ်လို့မျိုးအလွယ်တကူနှိမ်နင်းလိုက်ပါတယ်။သူ့နာမည်ကကျန်းကျွန်းပောင်ဖြစ်ပြီးသူဟာထိုင်ချီကျောင်းတော်မှာလေ့ကျင့်နေတဲ့ကိုကံပညာရှင်တယောက်ပါ။သူ့ဘေးမှာတော့ဝမ်ယောင်းလို့ခေါ်တဲ့မိန်းကလေးတယောက်ရှိနေပါတယ်။သူတို့နှစ်ယောက်ဟာရန်သူတွေရဲ့လိုင်းလုံးလိုထိုးစစ်ဆင်လာကြတဲ့အရက်သူတွေကိုအတူတကွတွန်းလှန်လိုက်ကြပါတယ်။ဒီလူဟာအရာအလုံးကိုပြောင်းလဲပြမဲ့ထိုင်ချီပညာရှင်အစစ်ထမှန်ပါပဲ။တိုက်ပွဲရဲ့တခြားတစ်ဖက်မှာတော့လင်းရှုအန်ဟာဒိုင်ဘရင်ရဲ့လက်ရွေးစင်စစ်တီတော်ရဲ့ဝိုင်းရံခြင်းကိုခံနေရပါတယ်။ကျန်းကျွန်းပောင်ဟာကူညီဖို့အချိန်မီရောက်လာပြီးလင်းရှုအန်နဲ့ရင်ဆိုင်နေရတဲ့အမျိုးသမီးစစ်တီတော်ဟာလေသူမလိုချင်တဲ့အရာကိုရသွားတယ်လို့မျိုးရုတ်တရက်နောက်ဆုတ်သွားပါတယ်။ကျန်းကျွန်းပောင်နဲ့ဝိုင်ယောင်းတို့ဟာဒိုင်တက်ဖွဲ့ရဲ့မြင်းတက်ရက်ကိုဆက်လက်တိုက်ခိုက်နေချိန်မှာအဲ့ဒီလွတ်ခွက်စမ်းကျဲတဲ့အမျိုးသမီးကတော့မြို့ထဲကနေရခဲ့တဲ့အဖိုးတန်အရာတစ်ခုကိုယူသွားပါတယ်။သူမဟာရီချန်မျိုးရဲ့ခုခံစစ်ကထင်ထားတာထက်ပိုမိုပြင်းထန်ကြောင်းတတိပေးပြီးစုတ်ခွာဖို့အကြံပေးလိုက်ပါတယ်။အစပိုင်းမှာတော့သူဟာနားမထောင်ပါဘူး။ဒါပေမဲ့အန်ဒီယေကဘလောက်နီးကပ်နေပြီလဲဆိုတာကိုကိုယ်တိုင်ခံစားလိုက်တဲ့အခါသူလဲစုတ်ခွာဖို့အမိန့်ပေးလိုက်ရပါတော့တယ်။ဒိုင်စစ်သားတွေဟာစုတ်ခွာသွားကြပေမဲ့လက်ချေပလားနဲ့တော့မပြန်ကြပါဘူး။ပယန်းပတာထိနေတဲ့အခြေအနေမှာသူတို့ဟာဝမ်ယောင်းကိုဖမ်းခေါ်သွားကြပါတယ်။ကျန်းကျွန်းပောင်ဟာသူတို့နောက်ကိုချက်ချင်းလိုက်သွားပြီးတားမြစ်ထားတဲ့တောအုပ်တစ်ခုတည်းအထိရောက်သွားပါတယ်။အဲ့ဒီမှာပဲဖြူချဲနဲ့ကရော့ဖို့ကောင်းတဲ့အထစ်အပြင်တွေစတင်มาတော့တယ်။စစ်သားတွေဟာတယောက်ပျောက်ဆုံးကုန်ကြပါတယ်။တိုက်ခိုက်မှုတွေဟာမြေအကောက်ထဲကနေလာနေတယ်လို့မျိုးပါ။ဒါပေမဲ့သူတို့ဟာတားမြစ်ထားတဲ့နေရာကိုရောက်နေမှန်းမသိကြပါဘူး။ကျန်းကျွန်းပောင်ကဝမ်ယောင်းကိုလွတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ဘာမှမထွေခင်မှာပဲသူ့နောက်ကျောဘက်ကနေထူးချဲနဲ့အတန်တခုထွက်ပေါ်လာပြီးအမောင်ထဲမှာအေယာမြအရိတ်ကလေးလှုပ်ရှားနေပါတယ်။အဲ့ဒီမှာပဲသူတို့ကိုလိုက်လံတိုက်ခိုက်နေတဲ့ကရော့ဖို့ကောင်းတဲ့အေယာမြပိုးကောင်ကြီးကိုမြင်လိုက်ရပါတော့တယ်။ကျန်းကျွန်းပောင်ဟာဝမ်ယောင်းကိုကယ်တင်လိုက်ခဲ့ပြီးသူမကိုထွက်ပြေးပုန်းရှောင်ခိုင်းလိုက်ပါတယ်။ရုတ်တရက်အဲ့ဒီတရဝါကြီးဟာသူ့ကိုရင်ဆိုင်လာပြီးသူ့ကိုပိတ်လောင်လူနီးပါးဖြစ်အောင်အဖြူရောင်ပုံမြင့်နေနဲ့ထွေးထုတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲတိုးအုပ်ထဲကနေတာယာတဲ့ပလီးတန်တစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒီတန်ကြောင့်အဲ့ဒီတရဝါကြီးဟာတဖြည်းဖြည်းငြိမ်သက်သွားပါတယ်။ကျန်းကျွန်းပောင်ဟာအဲ့ဒီတရဝါကိုတစုံတယောက်ကထိန်းချုပ်နေမှန်းထိသွားပါတယ်။အမျိုးသမီးတယောက်ကပလီးမှုန်နေပါတယ်။ကျန်းကျွန်းပောင်ဟာဂီတတန်ကြောင့်သာမကအဲ့ဒီအမျိုးသမီးရဲ့ရုပ်ရည်ကြောင့်မှမှန်သက်သွားပါတယ်။မကြခင်မှာပဲသူတို့ဟာသူမရဲ့နေမြေတွေကိုကျူးကျော်ဝင်ရောက်မှုကြောင့်အမျိုးသမီးနဲ့ရင်ဆိုင်ရပါတော့တယ်။ကျန်းကျွန်းပောင်ကတောင်းပန်စကားဆိုပြီးတကယ့်အဖြစ်မှန်ကိုရှင်းပြလိုက်ပါတယ်။ရှင်းပြချက်ကိုနားထောင်ပြီးတဲ့နောက်မှာတော့အမျိုးသမီးကသူမဘသူလေးဆိုတာကိုထုတ်မပြောဘဲသူတို့ကိုခွတ်လွတ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဝမ်ယောင်းကတော့သူမရဲ့မနာကြလို့ခြင်းကိုမဖုံးနိုင်ခဲ့ပါဘူး။တစ်ဖက်မှာတော့ရီချန်မြို့မှာလင်းရှုအန်ကအစိုးရအရာရှိတီတောင်နဲ့တွေ့ဆုံဖို့ကိုစားနေပါတယ်။သူဟာမြို့ကိုကာကွယ်ဖို့အတွက်စစ်ကူးတောင်းခံခဲ့ပြီးဧကရစ်မင်းရဲ့စီကနေစစ်သားတွေပုံမူစေလွတ်ပေးဖို့အတနာခံခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအရာရှိကတော့ဒီပြဿနာကိုဂရုမစိုက်တယ်လို့မျိုးသူ့ကိုလစ်ရှူလိုက်ပါတယ်။
လင်းရှူအန်ဟာမျောလင့်ချက်ပြစ်ဆုံးပြီးမြို့ရဲကိုပြန်လာခဲ့ပြီးပါအကူအညီမှမရနိုင်တော့တဲ့အတွက်အစီအစဉ်တစ်ခုကိုစတင်လိုက်ပါတယ်။အဲ့ဒါကတော့တာမန်အရက်သားတွေကနေစေတနာတော့စစ်သားတွေကိုစုဆောင်းဖို့ပါ။မကြခင်မှာပဲကျန်းကျွင်းပေါင်ဟာလင်းရှူအန်စီကိုလာရောက်လဲလံပါတယ်။သူတို့နှစ်ယောက်ဟာငယ်တငယ်ချင်းတွေဖြစ်မှန်းသိတာပါတယ်။လင်းရှူအန်ကကျန်းကျွင်းပေါင်ကိုစစ်တပ်ထဲဝင်ဖို့နဲ့အဆက်မပြတ်တိုက်ခိုက်နေရတဲ့စောင်းမင်းဆက်ကိုကာကွယ်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့ကျန်းကျွင်းပေါင်ကတော့ရင်ကြေးကြေးငင်းလွန်ခဲ့ပါတယ်။သူ့စကားအရသူဟာတာမန်လူတစ်ယောက်လိုပဲနေထိုင်ကျွန်းတာပါ။မထွက်ခွာခင်မှာသူဟာစပွဲဘော်ကနေပတ်စံအနှဲငယ်ကိုယူလိုက်ပြီးအဲ့ဒီအစာဆေးလုံးတွေပြန်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။အဲ့ဒီပတ်စံနဲ့ကျန်းကျွင်းပေါင်ဟာဝိုင်ရောင်းအထွတ်စက်ဝန့်ကစားတရားလေးတစ်ခုဝယ်ပေးလိုက်ပြီးသူမလည်းချက်ချင်းပျော်ရွှင်သွားပါတော့တယ်။အချင်းတွေကုံဆုံးလာတာနဲ့အမျှဇလန်းကလျှုတ်ခွက်ပြီးတားမြစ်ထားတဲ့နေရာတစ်ခုကိုပြောင်းလဲသွားပါတယ်။အေယာမြရုပ်တော်ညခုကအစွမ်းထောင်တဲ့တားမြစ်ထားတဲ့နေရာတစ်ခုကိုစောင့်ကြောင်နေပါတယ်။အဲ့ဒီအောက်မှာတော့အချင်းကျနေတဲ့အဖိုးအိုးတယောက်ရှိနေပါတယ်။သူဟာတားမြစ်ထားတဲ့ဂုံတယောက်ဖြစ်ပြီးအဲ့ဒီမှာ12နှစ်ကြာပိတ်လောင်ထားတာဖြစ်ပါတယ်။ယင်းနီးစားတဲ့အတန်တစ်ခုကသူ့ကိုခေါ်လိုက်ပါတယ်။အဲ့ဒါကျန်းကျွန်းပေါင်ဖြစ်ပါတယ်။ထိုင်ချီကုံရဲ့စီကန်းဒီကိုဖောက်ဖြစ်ပြီးသူဟာအဲ့ဒီနေရာကိုပုံမှန်လာရောက်လိရှိပြီးအဲ့ဒီအဖိုးအိုးတယောက်အတွက်အရက်ကိုလည်းယူလာလိရှိပါတယ်။အဖိုးကအရက်ကိုချက်ချင်းယူလိုက်ပြီးသူ့ရဲ့အန်အိုးစရာကောင်းတဲ့စွမ်းရည်ကိုပြသခဲ့ပါတယ်။သူဟာအရက်ကိုလေထဲမှာပြန်ဝဲနေအောင်လုပ်နိုင်ခဲ့ပါတယ်။ကျန်းကျွန်းပေါင်ကလည်းအဲ့ဒါကိုလိုက်လို့ဖို့ကိုးစားရင်းနဲ့သူ့ကိုယ်တိုင်တောင်တတိမထားမိပဲအဖိုးအိုးရဲ့လှုပ်ရှားမှုတွေကိုအတူမြူရင်းတိုက်ပါတယ်။ဒီလိုဆိုသူဟာမရည်ရွယ်ပဲနီးပညာခုနှစ်လကိုသင်ယူခဲ့ပါတယ်။အဲ့ဒီလှုပ်ရှားမှုတွေဟာဂုံကြီးအကြီးမားဆုံး၈ခုကတားမြစ်ထားတဲ့အရာတွေဖြစ်သတ်မှတ်ထားပါတယ်။ဒါပေမဲ့ကျန်းကျွန်းပေါင်အတွက်ကတော့အဲ့ဒီသတ်မှတ်ချက်တွေကိုဂရုမစိုက်ပါဘူး။အဖိုးအိုးကလည်းကျန်းကျွန်းပေါင်တဲ့သင်ယူမှုမြန်ဆန်မှုကိုသဘောကျပြီးသူတို့နှစ်ယောက်ဟာပုံမူရင်းနှီးသွားပါတယ်။သူတို့ရဲ့ဆက်ဆံရေးဟာအချိန်အတော်ကြာတိဆောက်ထားတာဖြစ်မှန်းသိတာပါတယ်။ကျန်းကျွန်းပေါင်ဟာလာရောက်လဲလံရတန်တင်မကသူဟာအဲ့ဒီကိုစောင့်ကြောက်နေသူဖြစ်ပြီးအဲ့ဒီအဖိုးအိုးကိုပိတ်လောင်ထားတဲ့တစည်းရဲ့တော့ဖို့ထိမ့်သိမ့်ဖို့ထိုင်ချီကုံကယုံကြည်တဲ့တပည့်တယောက်လေးဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့ထိုင်ချီကုံဟာနောက်တက်မဲ့ခေါင်းဆောင်တယောက်ကိုရွေးချယ်ဖို့ပြိုင်ပွဲတစ်ခုကိုကျင်းပနေပါတယ်။ဂုံကျုပ်ကြီးနဲ့လူကြီးပိုင်းတွေဟာတပည့်တွေရဲ့တိုက်ပွဲကိုကြည့်ရှုရင်းဂုံကိုဥဆောင်ဖို့ဘသူကတကယ်ထိုက်တန်တယ်လဲဆိုတာကိုရှာဖွေနေကြပါတယ်။စမ်းသက်မှုရဲ့အစနဲ့အဆုံးကိုအမှတ်ထားပြုတဲ့အမွှေးတိုင်တစ်ဖေးသေးကုံဆုံးလာတဲ့အခါတပည့်မောင်ဖန်ဟာပြိုင်ဘက်အားလုံးကိုတယောက်ပြီးတယောက်အနိုင်ယူလိုက်ပါတယ်။သူဟာကိုအရန်ယုံကြည်နေပြီးဒီယာတို့ကိုသူရသွားမယ်လို့ထင်နေပါတယ်။ဝိုင်ယောင်းမှအခမ်းအနားကိုခဏရက်နားပေးဖို့တောင်းဆိုလိုက်ပြီးစီနီယာတပည့်ဖြစ်တဲ့ကျန်းကျွန်းပေါင်ရောက်မလာသေးကြောင်းအားလုံးကိုတတိပေးလိုက်ပါတယ်။ဒါပေမဲ့မောင်ဖန်ရဲ့ဆရာကတော့ကျန်းကျွန်းပေါင်ရောက်လာခဲ့တဲ့ရပြီနဲ့အမွှေးတိုင်ကုန်သွားတဲ့အတွက်တိုက်ပွဲပြီးဆုံးသွားပြီလို့ချက်ချင်းငင်းဆိုလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲကျန်းကျွန်းပေါင်ရောက်လာပါတယ်။သူဟာအသင်းထိနေတာအကြပြီးအခုတော့သူဟာကွင်းလယ်မှာမတ်တက်နေပါတယ်။စီနီယာတပည့်ကြီးယောက်ဟာအပြင်းထန်ရင်ရှင်ပလိုက်ဆိုင်နေကြပြီးသူတို့ရဲ့ကျွမ်းကျင်မှုနဲ့အစွမ်းတွေကိုပြသနေကြပါတယ်။မောင်ဖန်ကသူရှုံးတော့မယ်လို့တတိထားတဲ့အခါသူဟာလင်ပြက်ထုဆုံးဖြတ်လိုက်ပြီးလှုပ်ခွက်လက်နက်ကိုထုတ်သုံးလိုက်ပါတယ်။အဲ့ဒါကိုဝိုင်ယောင်းတဲ့လူကြီးပိုင်းတွေကချက်ချင်းတတိထားမိကြပါတယ်။ကျန်းကျွန်းပေါင်ဟာအကျဉ်းချနေတဲ့အဖိုးအိုးကနေတင်ယူခဲ့တဲ့နီးပညာခုနှစ်ရာကိုအသုံးပြုပြီးမောင်ဖန်ကိုအပြစ်အနှံ့နှိမ်နှင်းလိုက်ပါတယ်။ဒေါသထွက်နေတဲ့လူတစ်ယောက်ကကျန်းကျွန်းပေါင်ဟာတားမြစ်ထားတဲ့နီးပညာတွေကိုသုံးဆွဲတယ်လို့ဆွဆွဲလိုက်ပေမဲ့သူကအေးအေးဆေးဆေးပဲပြန်ဖြေလိုက်ပါတယ်။အနုပညာတစ်ခုဟာကောင်းသလားဆိုးသလားဆိုတာကသုံးတဲ့လူပေါ်မှာပဲမူတည်ပါတယ်။အဖိုးကဆက်လက်ကန့်ထွက်နေတဲ့အတွက်နောက်ဆုံးမှာတော့ဂုံချုပ်ကြီးကကျန်းကျွန်းပေါင်ကိုပစ်တနတ်အထိနေရန်ရှိမှတရားမှတ်ထို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ကျန်းကျွန်းပေါင်ကစိတ်ပြတ်သွားပါဘူး။သူ့အတွက်ဂုံချုပ်ကြီးကသူ့ကိုယုံကြည်ပေးတာဟာဂုံယူစရာတစ်ခုပါပဲ။အထူးသဖြင့်သစီရဲ့တော့ကိုသူ့စီမှာထားပေးခြင်းမျိုးပါပဲ။ဒါပေမဲ့ရုတ်တရက်တစ်ခုခုမှားသွားတာပါ။သူအိတ်ကောက်ကိုစမ်းကြည့်လိုက်တဲ့အခါတုတ်ပြောင်နေမှန်းသိသွားပါတယ်။သူဟာဝိုင်ယောင်းကိုခဏလောက်တန်တရားဝင်သွားပါတယ်။အဲ့ဒီနောက်မှာတော့ဇလန်းကစူချီကုံရဲ့ headquarters ကိုပြောင်းလဲသွားပါတယ်။အဲ့ဒီမှာပိုးကောင်ကြီးကိုထိန်းချုပ်နေတဲ့အမျိုးသမီးကိုတွေ့ရပါတယ်။သူမနာမည်က UR ဖြစ်ပြီးသူမဟာဒီကုံရဲ့ခေါင်းဆောင်အစ်စ်အမှန်ပါပဲ။ UR ရဲ့တကယ်ရည်တဲ့ချက်ကတော့ထိုင်ချီကုံကတားမြစ်ထားပြီးပိတ်လောင်ထားတဲ့သူမတို့ကုံရဲ့ခေါင်းဆောင်အဖိုးဟိုးတယောက်ကိုလွတ်ပေးဖို့ပါ။အန်အောစရာကောင်းတာကတော့အဲ့ဒီအဖိုးအိုးကြီးဟာသူမရဲ့အဖေအရင်ပါပဲ။
UR ရဲ့လူများကဒီကုံနဲ့မဟာမိတ်ဖွဲ့ဖို့ကိုအကြံပေးကြပါတယ်။ဒါပေမဲ့ UR ကတော့ပြက်ပြက်သားသားညင်းဆိုလိုက်ပါတယ်။သူတို့လူငယ်တွေဟာသူမအထက်အားလောင်းလုပ်ပေးနေတာပါလို့ပြောပြီးဆက်လက်တိုက်တွန်းနေပါတယ်။ဒါပေမဲ့သူတို့ပြောတဲ့စကားတွေနောက်ပိုင်းမှာတော့မကောင်းတဲ့အစီအစဉ်တစ်ခုရှိနေပါတယ်။ UR ဟာသူတို့ရဲ့ရှိနေခြင်းနဲ့ရည်ရွယ်ချက်တွေကိုစိတ်မချမ်းသာဖြစ်နေမှန်းသိတာပါတယ်။ UR ညင်းဆိုလိုက်တဲ့အထက်ဒီကုံရဲ့ဘရင်ဟာဒေါသထွက်သွားပါတယ်။သူဟာမြေခနာမုံဆွတ်ထားတဲ့စစ်တီတော်ကို UR ကိုသိမ်းဖစ်ဖို့အမိန့်ပေးလိုက်ပါတယ်။တိုက်ခိုက်မှုအတွင်းမှာ UR ဟာတေစေနိုင်တဲ့နီးပညာတစ်ခုဖြစ်တဲ့အစိတ်လက်ဝါးနဲ့အိုက်ခံလိုက်ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်တေကောင်ပေါင်းလဲဖြစ်သွားပြီး3ရက်ပဲအသက်ရှင်ဖို့အချိန်ရှိတော့ပါတယ်။ UR ဟာတန်ရာတွေနဲ့ထွက်ပြေးနိုင်ခဲ့ပေမဲ့မြေခနာမုံဆွတ်ထားတဲ့စစ်တီတော်ကတော့သူမမကြခင်တေသွားမယ်လို့ယုံကြည်နေပါတယ်။တခြား